ဘန်ကောက်မြို့ရဲ့မြန်မာတွေအများဆုံးနေထိုင်တဲ့နေရာမှာတည်ရှိပြီးတော့နေထိုင်ဖို့အတွက်တကယ်ကိုခိုစီဖြစ်တဲ့ခိုစီလက်ဘရောင်း107 2.0 ကွန်ဒိုလေးနဲ့မိတ်ဆက်ပေးပါစီရှင်ဒီ project လေးရဆိုလို့ရှိရင်ရှစ်လွာမြင့်နဲ့လိုရိုက်ကွန်တို့မျိုးစားဖြစ်ပြီးတော့ဗီဒီ A နဲ့ B ဆိုပြီးတော့ဗီဒီနှစ်ခုပါဝင်တာပဲဖြစ်ပါတယ်ဒီ project လေးရဆိုလို့ရှိရင် MRT Lab Brown 101နဲ့1 km အကွာမှာရှိနေတာပဲဖြစ်ပါတယ် shuttle bus အနေနဲ့ဆိုလို့ရှိရင်လည်း MRT Lab Brown 101ကနေပြီးတော့ MRT ဘန်ကပီကိုပြေးဆွဲပြီးမှာပဲဖြစ်ပါတယ်အနီးနားမှာဆိုလို့ရှိရင်လည်း The Mall ဘန်ကပီ Lotus Busy တို့လိုမျိုးဂုံတိုက်အကြီးတွေလည်းရှိတာကြောင့်ဈေးဝယ်ဟိုအတွက်ကစိတ်မပူပါဘူးပေါ့နော်ပြီးလို့ရှိရင်ဒီဘန်ကပီ area ကမြန်မာတွေအများဆုံးနေထိုင်တဲ့ area ဖြစ်တာကြောင့်အရန်ကိုစီကားတဲ့နေရာပဲဖြစ်ပါတယ် RVAC University, NIDA University, Assumption University နဲ့ Rangkahang University တို့ကိုအလက်တကူသွားလာလို့ရတာပဲဖြစ်ပါတယ်။ဒါကြောင့်မလို့ကျောင်းသားကျောင်းသူတွေနေထိုင်ဖို့အတွက်တင့်တော်တဲ့ location လေးပဲဖြစ်ပါတယ်။ဒါအပြင်အနီးနားမှာဆိုလို့ရှိရင်ဈေးရုံဈေးကနေလည်းရှိနေတာကြောင့်မလို့ကျမကြီးအတွက်လည်းစိတ်မပူပါတော့ပါဘူးရှင်။ဒီကွန်ဒိုလေးရဆိုလို့ရှိရင်တိချစ်သူတွေအတွက် pet friendly ရတဲ့ကွန်ဒိုမျိုးစားဖြစ်ပြီးတော့ facility လည်းစုံစုံလင်ပါဝင်တာပဲဖြစ်ပါတယ်24 hour security ထားပေးထားတဲ့အပြင်မှာ Sina ရဲ့360 application ကနေပြီးတော့ CCTV တွေကိုကြည့်လို့ရတာကြောင့်စိတ်ချလုံခြုံစွာနေထိုင်လို့ရတာပဲဖြစ်ပါတယ်ဒီ project လေးရဆိုလို့ရှိရင်2029 quarter 4မှာဆောက်လုပ်ပြီးစီမှာပဲဖြစ်ပါတယ်။ဈေးနှုန်းနိုင်ငံကဆိုလို့ရှိရင်လည်း 1.62 million ဘတ်ကနေစတင်ဝယ်လို့ရမှာဖြစ်ပြီးတော့ fully funded ပါဝင်ပြီးသားအခန်းလေးဖြစ်ပါတယ်။နောက်ပိုင်းမှာ 30% ပေးသွင်းမျိုးနဲ့အခန်းတစ်ခန်းပိုင်ဆိုင်နိုင်ပါပြီ။
ကဲဒါဆိုလို့ရှိရင်သွားလာရလွယ်ကူပြီးတော့ဝန်ဆောင်မှုအပြည့်အစုံနဲ့ပြည့်စုံတဲ့လူနေမှုဘဝကိုပိုင်ဆိုင်နေတယ်ဆိုလို့ရှိရင်တော့ဒီခိုစီ Lebron 107လေးကအသင့်တော်ဆုံးပါပဲရှင်အသေးစိတ်သိရှိခြင်းတော့ PK Property Thailand ကိုအခုပဲဆက်သွယ်လိုက်ပါရှင်